မင်္ဂလာပါခုဖတ်ပြမှာကဆရာနန္ဒာသိန်းစံရေးထားတဲ့ပြောရင်ပြောနေမယ်ချစ်ချင်းမြတ်တာဆိုတဲ့စာအုပ်ထိပ်ကချစ်ချင်းရိုင်ဆိုတဲ့တပုတ်လေးကိုဖတ်ပြမှာပါလှတဲ့အကြောင်းတွေလှတာတွေကိုအများကြီးပြောတတ်ပါတယ်ဒါပေမဲ့လှတယ်ဆိုတာဘာလဲလို့မေးလာတဲ့အခါချက်ချင်းအဖြေပေးဖို့အခက်နေတတ်ပါတယ်လှတယ်ဆိုတာဘာလဲဆိုတဲ့ဖွင့်ဆိုချက် definition ပေးဖို့ခက်ပါတယ်တချို့ကတော့လှတယ်ဆိုတာကအကျိုးပြုနိုင်မှုစွမ်းရည်တစ်မျိုးမျိုးရှိခြင်းဖြစ်တယ်လို့ဖွင့်ဆိုကြပါတယ်အလှဆိုသည်မှာအကျိုးပြုနိုင်မှုစွမ်းရည်ရှိခြင်းလို့ဖွင့်ဆိုတဲ့သဘောပေါ့ဥပမာအမျိုးသမီးတစ်ယောက်ရဲ့မျက်တောင်ဟာရှည်ပြီးတော့ကော့နေရင်ဒီမျက်တောင်ကော့ကော့လေးကိုလှတယ်လို့မြင်ပါတယ်ဘာကြောင့်လှတာလဲဆိုလို့ရှိရင်မျက်တောင်တူတူထက်ရှည်ရှည်ကော့ကော့လေးဟာမျက်စိကိုဖုံတို့အမိတ်တရဲ့စားတဲ့အန်ဒီရတို့မှာကာကွယ်ပေးနိုင်မှုစွမ်းရည်ရှိလို့ပါတဲ့ဒီလိုကာကွယ်မှုပေးနိုင်စွမ်းတာမျက်လုံးကိုအကျိုးပြုနိုင်မှုစွမ်းရည်ရှိတာဟာပဲအလှပါတဲ့ယောက်ျားမှာကျန်းမာတန်ဆွမ်းခြင်းယောက်ျားပိတာခြင်းအဖြစ်နဲ့ကြွတ်သားဖွဲ့စည်းမှုပေါ်ပေါ်လွင်လွင်ရှိပါတယ်ယောက်ျားပိတာခြင်းဟာအလှဖြစ်နေပါတယ်ဘာလို့လှရလဲဆိုတော့အဲ့ဒီယောက်ျားရဲ့ကျန်းမာတန်ဆွမ်းခြင်းဟာအလုတ်ကောင်းစွာလုပ်နိုင်ခြင်းအန်ဒီရဲတွေကိုခုခံတိုက်ခိုက်နိုင်ခြင်းကိုအကျိုးပြုတဲ့စွမ်းရည်တတ္တိရှိလို့ပါပဲတဲ့မိန်းမမှာတော့ယောက်ျားလိုကြွတ်သားဖွဲ့စည်းမှုမပေါ်လွင်ပါဘူးသူ့ခန္ဓာမှာဖုံးလွှမ်းထားတဲ့အစီပြင်တစ်မျိုးရှိနေလို့မိန်းကလေးဟာအသားအရည်ကစိုးပြေးပျော့ပြောင်းနူးညံ့နေပါတယ်ဒီအစီပြင်ဟာအစာရေစာပြတ်လက်တဲ့အခါမှာမိမိကိုယ်ထဲမှာကိုယ်ဝန်ဆောင်ထားတဲ့သားသမီးအတွက်တော့အသက်ဆက်ရှင်နိုင်အောင်ဖန်တီးပေးနိုင်စွမ်းရှိပါတယ်တဲ့အဲ့ဒီလိုအကျိုးပြုနိုင်စွမ်းရှိနေလို့အမျိုးသမီးရဲ့အသားအရည်နူးညံ့ပျော့ပြောင်းစိုးပြေလန်းဆန်းခြင်းကိုလှတယ်လို့မြင်လာတာပါတဲ့အဲ့ဒီနည်းတူပဲအမျိုးသမီးရဲ့ရင်သားပြည့်ဝဖွံ့ဖြိုးခြင်းဟာသားသမီးငယ်အသက်ရှင်ဖို့အတွက်နှိုးကြိုတိုက်ကျွေးနိုင်ခြင်းဆိုတဲ့အကျိုးပြုမှုရှိပါတယ်အမျိုးသမီးရဲ့တင်ပါအချိုးတကျပြည့်ဖြိုးကျဲပြန့်ခြင်းဟာလည်းသားသမီးကိုကောင်းစွာကိုယ်ဝန်ဆောင်နိုင်ခြင်းဆိုတဲ့အကျိုးတရားရှိပါတယ်အကျိုးပြုနိုင်မှုရှိပါတယ်ဒီလိုအကျိုးပြုနိုင်မှုအစွမ်းရှိနေလို့ပြည့်ဖြိုးကျဲပြန့်တဲ့တင်ပါကိုလှပတယ်လို့မြင်လာတာပါတဲ့အဲဒါကြောင့်အလှဆိုသည်မှာအကျိုးတစုံတရာပြုနိုင်စွမ်းရှိခြင်းသို့မဟုတ်အလှဆိုသည်မှာအသုံးဝင်ခြင်းဖြစ်တယ်လို့ဖွင့်ဆိုကြတာဖြစ်ပါလိမ့်မယ်ချစ်တယ်ဆိုတာဟာအဲ့ဒီလှတာကိုရယူခြင်းနာပိုင်ဆိုင်ခြင်းနာဖြစ်ပါလိမ့်မယ်ပိုလှတာကိုတွေ့တော့ပိုချစ်သွားတာတွေလည်းရှိမှာပေါ့ငစိမ့်မြင်တော့ငကင်ပြစ်ဆိုတာမျိုးတွေလည်းရှိမှာပေါ့ဒါဖြစ်ရင်ချစ်ချင်းမှာပိုလှတာကိုပိုချစ်တဲ့သဘောရှိနေတော့မေတ္တာနဲ့ခြားနားနေပါတယ်မေတ္တာမှာကပိုသွားတယ်လျော့သွားတယ်ဆိုတာမရှိပါဘူးဗုဒ္ဓစာပေတွေမှာဂေါရမမြတ်စွာဘုရားကအင်မတန်လှပတင့်တယ်တဲ့ဇနပဒကလျာဏီနဲ့လက်ထပ်တော်မဲ့ညီတော်နန္ဒမင်းသားကိုခေါ်ထုတ်သွားတဲ့အကြောင်းကိုဖော်ပြထားတာတွေ့ရပါတယ်အဲ့ဒီလိုခေါ်သွားလို့လမ်းတနေရာမှာမြောက်ဥမကြီးတစ်ကောင်ကိုတွေ့တော့ဂေါရမမြတ်စွာဘုရားကနန္ဒကိုအဲ့ဒီမြောက်ဥမကြီးနဲ့ဇနပဒကလျာဏီဘယ်သူကပိုလာတယ်လဲလို့မေးပါတယ်ညီတော်နန္ဒကစိတ်ဆိုးလိုက်မဲ့ဖြစ်ခြင်းမှာတွေးကြည့်လို့ရပါတယ်အင်မတန်လာတဲ့သူ့ဇနပဒကလျာဏီနဲ့ဒီမြောက်ဥမကိုများနှိုင်းပြီးတော့မေးရသလားဆိုတာမျိုးပေါ့ဒေါသတွေဖြစ်မှာပါပဲဒါနဲ့ဂေါရမမြတ်စွာဘုရားကညီတော်ကိုနတ်ပြည်ခေါ်သွားပြီးတော့နတ်သမီးလေးတွေနဲ့တွေ့ပေးလိုက်ပါတယ်နတ်သမီးဆိုတော့တိတ်ကြောတိတ်လာနေမှာပေါ့ဂေါရမမြတ်စွာဘုရားကညီတော်ကိုဒီနတ်သမီးလေးတွေနဲ့ဇနပဒကလျာဏီဘယ်သူကပိုလာတယ်လဲလို့မေးပြန်ပါတယ်နတ်သမီးလေးတွေနဲ့နှိုင်းစားလို့ရှိရင်တော့ဇနပဒကလျာဏီဟာဆိုလို့ရှိရင်မြောက်ဥမကြီးလိုပါပဲဖျားလို့ဖြေပါတယ်တဲ့ပြောရတယ်နော်ဇနပဒကလျာဏီဟာမြောက်ဥမကြီးလိုပါပဲတဲ့ချစ်ချင်းဆိုတာလည်းဒီလိုပါပဲဘက်လိုက်တတ်ပါတယ်အလှတာတဲ့ဘက်ကိုအလေးတာပေးလိုက်ပါတယ်ဘက်လိုက်ပါတယ်ချစ်ချင်းဟာမတည်ငြိမ်ပါဘူးပို၍လှတာနဲ့တွေ့ရင်ပို၍ချစ်သွားတတ်ပါတယ်ချစ်ချင်းဟာမခိုင်ခန့်ပါဘူးရင်းရိမ်ပါတယ်သစ္စာမဲ့ပါတယ်ခရီးတွေဖြစ်ပါတယ်မိန်းမကမလှတော့ဘူးဆိုလို့ရှိရင်ယောက်ျားကမျက်နှာမှုတွေလျော့လာပါတယ်ယူရကျင်နာတွေမရှိဘူးဖြစ်လာပါတယ်စူစူပူပူတွေလှုပ်လာပါတယ်အော်လာဟစ်လာ
ဟိန်းလာဟောက်လာတွေလုပ်ပါတယ်အရင်ကလိုမချစ်တော့လို့တစ်ဖက်သူကလည်းစိတ်ဆင်းရဲရပါတယ်ဟုတ်ပါတယ်အချစ်ဆိုတာပြောင်းလဲဖောက်ပြန်တတ်တဲ့သဘောရှိပါတယ်မေတ္တာကတော့ရင်းရင်ဖောက်ပြန်ခြင်းမရှိဘူးတဲ့ဗျာဇက်တော်တနေရာမှာတိတ်ကိုလှပတဲ့အမျိုးသမီးငယ်ကိုလက်ဆောင်ပန်နာတွေနဲ့ခြေရည်ဆူလာသူရဲ့ပြုမှုပုံကိုဖော်ပြထားတာရှိပါတယ်အဲ့ဒီခြေရည်လာဆူသူကဆိုလို့ရှိရင်ပထမတစ်ခေါက်မှာအမျိုးသမီးအတွက်လက်ဆောင်ပန်နာကိုရွှေလီမန်းနဲ့ထည့်လာပါတယ်အမျိုးသမီးကညင်းဆိုလိုက်ပါတယ်နောက်တစ်ခေါက်လာပြန်ပါတယ်ဒီအခေါက်မှာတော့လက်ဆောင်ပန်နာတွေကိုငွေလီမန်းနဲ့ထည့်ယူလာပါတယ်ဒီတစ်ခေါက်မှာလည်းအမျိုးသမီးကသူ့ကန့်လန့်ချက်ကိုညင်းပြန်ပါတယ်နောက်ဆုံးတစ်ခေါက်လာပြန်ပါတယ်ဒီတစ်ခေါက်မှာတော့သူကလက်ဆောင်ပန်နာကိုကြေးလင်ပန်းနဲ့ထည့်လာပါတယ်တစ်ခေါက်ထက်တစ်ခေါက်လက်ဆောင်ထည့်ယူလာပုံကရွှေလင်ပန်းကနေကြေးလင်ပန်းစဉ်ကိုဆင်းသွားတယ်လက်ဆောင်ယူလာပုံကလည်းညံ့ညံ့လာတာကိုမျိုးသမီးကသိပါတယ်အဲ့ဒါကိုမျိုးသမီးကနောက်ဆုံးခေါက်မှာတော့ရှင်ကကျမတိတ်ခါကိုစော်ကားတာလားဘလို့လဲစသည်ဖြင့်စိတ်ဆိုးပြီးမေးတော့ကကြတော့လက်ဆောင်ယူလာတဲ့သူကတိတ်ခါကိုစော်ကားခြင်းမဟုတ်ရတဲ့အကြောင်းထိုက်တန်ရာကိုသာယူလာခြင်းဖြစ်တဲ့အကြောင်းအလှဆိုဒီမှလည်းတစ်နေ့ပြီးတစ်နေ့ပိုပြီးတော့လှသွားတာမဟုတ်ပဲနဲ့အလှဆိုတာတစ်နေ့ပြီးတစ်နေ့ရော့သွားတဲ့သဘောသာရှိတဲ့အကြောင်းအဲ့ဒါကြောင့်သူကလည်းလက်ဆောင်ထမ်းကြီးကိုရော့ပြီးတော့ယူခဲ့ခြင်းသာဖြစ်တဲ့အကြောင်းပြန်ပြောပါတယ်တဲ့ဟုတ်မှာပေါ့ဗျာအလှရောလို့ရှိရင်တန်ဖိုးလည်းကြသွားပါတယ်ချစ်ချင်းကလည်းရိုင်းသွားတတ်တဲ့သဘောရှိပါလိမ့်မယ်ရင့်ရော်ဟောင်းနှမ်းသွားတတ်တဲ့သဘောရှိပါလိမ့်မယ်မေတ္တာရဲ့သဘောကတော့ရိမ့်နာရိုင်းနာမရှိပါဘူးဖောက်ပြန်သွားတာမရှိပါဘူးပျက်စီးယိုယွင်ဆွေးမြေ့သွားတဲ့သဘောမရှိဘူးဆိုပြီးတော့ဖွင့်ဆိုဖို့အတွက်ပလေတိုးရဲ့စင်ပိုစီယမ်မှာဆော့ခရီတာကစီစစ်နေတာပါအမှန်တရားခါတယ်လို့ပြောရမှာပဲအချစ်ဆိုတာကတကယ်ပြောင်းလဲတတ်တဲ့သဘောရှိပါတယ်မေတ္တာကတော့ပြောင်းလဲခြင်းမရှိဘူးတဲ့ဒါတော့ဟုတ်မှာပါတခါမှအဲ့လိုမျိုးမေတ္တာမထားဘူးတော့မသိနေဘူးလေနော်ပုထုဇဉ်လူသားတွေအနေနဲ့မေတ္တာထားနိုင်ဖို့ဆိုတာကဒီတလောက်ဆိုခက်ခဲမယ်ပေါ့နော်